မင်္ဂလာပါရှင် DND ဘာမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဂျပန်နိုင်ငံရဲ့ဒန်နာရီလာစစ်တီတော်တွေဖြစ်တဲ့ဆာမူရိုင်းဆိုတဲ့နာမည်ကိုမိတ်ဆွေတို့ကြားဘူးကြမယ်လို့ထင်ပါတယ်။သူတို့တွေကအရန်ကိုတည်ငြိမ်လေးနက်စွာအာရုံစိုက်နိုင်ပြီးစီးမြင့်တွေကိုလည်းမလုံမခက်လိုက်နာနိုင်သူတွေလို့လူသိများပါတယ်။သူတို့တွေကတိုက်ခိုက်ရေးသမားတွေမကပါဘူး။သူတို့တွေကအတွေးအခေါ်သမားတသနာပညာရှင်တွေလည်းဖြစ်ပါတယ်။သူတို့ရဲ့စွမ်းအားဟာသူတို့ကင်ထားတဲ့ဓာတ်တွေစီကလာတာမဟုတ်ပဲသူတို့ရဲ့ပြက်သားတဲ့အတွေးခေါ်တွေစီကလာတာဖြစ်ပါတယ်။ဆာမူရိုင်းလိုအတွေးခေါ်ပါဆိုတဲ့အဓိပ္ပာယ်ကတော့ကဘာကြီးကိုစိုးမိုးနိုင်ဖို့မကြိုးစားခင်ကိုစိုးမိုးနိုင်သူဖြစ်ပါစေဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဒါဆိုဆာမူရိုင်းရဲ့အတွေးခေါ်တွေကဘယ်လိုမျိုးလဲ။မိမိကိုစိုးမိုးနိုင်သူတယောက်ဖြစ်အောင်ဘယ်လိုလေ့ကျင့်ကြမလဲ။စတာတွေကိုပြပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နော်။ဆာမူရိုင်းတွေကဘူရှီဒိုလို့ခေါ်တဲ့တသနာဗေဒကိုလိုက်နာကြပါတယ်။ဘူရှီဒိုကိုဘာသာပြန်ဆိုရရင်သူရဲကောင်းတို့ရဲ့နီလန်းလို့ဖြစ်ပါတယ်။ဘူရှီဒိုဆိုတာရိုးသားမှုတတိရှိမှုလေးစားမှုသစ္စာရှိမှုမိမိကိုထိန်းချုပ်မှုနဲ့ဖုံးတကိုးရှိမှုစတာတွေလိုမျိုးတန်ဖိုးတွေကိုသင်ကြားပြသပေးတာဖြစ်ပါတယ်။ဆာမူရိုင်းတိုင်းဟာသူတို့ရဲ့ခန္ဓာကိုယ်တွေမကပဲသူတို့ရဲ့စိတ်နေစိတ်ထားကိုပါလေ့ကျင့်ရပါတယ်။သူတို့တွေကစိတ်ထဲမှာရှုပ်ထွေးလာမှုကိုနားလည်ထားပြီးဘလို့ငြိမ်းချမ်းအောင်တည်ဆောက်ရမလဲဆိုတာကိုသိရှိထားကြပါတယ်။တယောက်ယောက်ကတင့်ကိုအတင်းအကျပ်နှိုးလို့မဟုတ်ပဲကိုလေ့ကျင့်ထားလို့အာယုံမတက်ခင်အိယာကထလာတယ်လို့တွေးကြည့်လိုက်ပါ။အဲ့ဒါကဆာမူရိုင်းတယောက်ရဲ့ဘဝဖြစ်ပါတယ်။ပြောင်းလဲမှုမရှိပဲတသက်မထဲဖြစ်တဲ့စိတ်ဓာတ်နဲ့နှိုးကြားမှုတွေကိုပိုင်ဆိုင်ထားကြလို့ဖြစ်ပါတယ်။စစ်မှန်တဲ့စွမ်းအင်ဆိုတာတင်ဖြတ်စည်းလို့မရတဲ့နေရာလာတာဖြစ်ပြီးအဲ့ဒါကတည်မြဲတယ်ဆိုပြီးယုံကြည်ထားသူတွေဖြစ်ပါတယ်။ဆာမူရိုင်းတွေကနှစ်ပေါင်းများစွာကြာဓာတ်တိုင်းကျွမ်းကျင်သူတွေဖြစ်အောင်လေ့ကျင့်ခဲ့ကြပါတယ်။ဓာတ်ဆိုတာစိတ်ရဲ့မှန်တစ်ချက်ဖြစ်ပါတယ်။စိတ်ခံစားချက်မတည်ငြိမ်ရင်ဓာတ်ချက်တွေကလည်းပေါ့ရော့ဖြစ်နေပါလိမ့်မယ်။စိတ်အာရုံပြန့်လွင့်နေရင်တိုက်ပွဲမှာထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်ကိုယ်ပတ်ဝန်းကျင်မှာဖျို့ဖျဲဖြစ်နေရင်တော့မှအတွင်းစိတ်ထဲမှာတည်ငြိမ်နေအောင်စ조사လေ့ကျင့်ကြပါတယ်။အခုခေတ်ကာလတွေလိုမျိုးမှာကျမတို့တွေကသွားလေရာကိုဓာကြီးတည်သွားလို့မရနိုင်ဘူးလေ။အခုခေတ်ကာလမှာကျမတို့ရင်ဆိုင်နေရတာတွေကအလုတ်တက်လိုက်နေအာယုံပြည့်လွတ်မှုတွေမိမိကိုတန်တရားစိတ်နဲ့ကြောက်စိတ်တွေဖြစ်ပါတယ်။လူအများစုကစုညံတဲ့နိုင်ဖုန်းနဲ့စာဝင်လာတိုင်းစိတ်ခံစားချက်တိုင်းကိုတုံ့ပြန်ကြပါတယ်။ဒါပေမဲ့ဆာမူရိုင်းတွေကတော့တခုခုကိုမတုံ့ပြန်ခင်ရက်တန့်ဖို့စိတ်ထဲမှာလေ့ကျင့်ထားကြပါတယ်။မှန်ကန်တိကျတဲ့တုံ့ပြန်မှုကိုရွေးချယ်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ဘူရှီဒိုရဲ့စီးမြင့်တွေကဘာတွေလဲဆိုတာကိုဆက်လက်ပြောပြပေးခြင်းပါတယ်။ဘူရှီဒိုရဲ့အဓိကစီးမြင့်တွေကတစ်ခုကတော့ဂျီလို့ခေါ်တဲ့တရားနှိလန်းကြခြင်းပဲဖြစ်ပါတယ်။ဆိုလိုတာကတော့မှန်တာလုပ်ဖို့ပဲဖြစ်ပါတယ်။မှန်တာလုပ်ဖို့ဆိုတာလည်းမလွယ်ကူပါဘူး။ဆာမူရိုင်းတယောက်ကသူဘာလုပ်မယ်ဆိုတာအခြားသူကိုပြောဖို့မလိုပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့တန်ဖိုးကိုသူကောက်နားလည်ထားပြီးအဲ့ဒီတန်ဖိုးတွေနဲ့နေထိုင်နေလို့ပဲဖြစ်ပါတယ်။တစုံတယောက်ကသူ့ကိုဘာလို့ဆိုပြီးတွန်းအားပေးတာကိုလည်းစောင့်ဆိုင်နေမှာမဟုတ်ပါဘူး။သူ့စိတ်ထဲကလှုပ်ဖို့အချိန်ကျပြီဆိုရင်လှုပ်ကင်မှာပဲဖြစ်ပါတယ်။နောက်ထပ်စီးမြင်တစ်ခုကတော့ယူလို့ခေါ်တဲ့တတိရှိခြင်းပဲဖြစ်ပါတယ်။တွန့်ဆုတ်မနေပဲတတိရှိတဲ့အပြင်အကြောက်တရားနဲ့ရင်ဆိုင်တဲ့အခါမှာလည်းတည်ငြိမ်မှုရှိတဲ့ခွန်အားကိုဆိုလိုတာဖြစ်ပါတယ်။တတိရှိတယ်ဆိုတာအကြောက်တရားနဲ့ကြုံတွေ့လာသည့်တိုင်နောက်မဆုတ်ပဲရှေ့ဆက်တိုးခြင်းကိုဆိုလိုပါတယ်။ဆာမူရိုင်းတယောက်ကစိန်ခေါ်မှုတွေဘလောက်ကြုံရှေ့ဆက်မြဲရှေ့ဆက်စေဖြစ်ပါတယ်။နောက်ထပ်စီးမြင်ကတော့ဂျင်းလို့ခေါ်တဲ့တနာဂယုဏတခြင်းဖြစ်ပါတယ်။စစ်သူရဲကောင်းဆိုပေမဲ့ဆာမူရိုင်းတွေကကျင်နာစိတ်တနာစိတ်ရှိကြသူတွေဖြစ်ပါတယ်။တနာဂယုဏစိတ်မရှိတဲ့အင်အားဆိုတာအထက်အမောက်နေပဲဖြစ်စေနိုင်မယ်လို့သိထားကြပါတယ်။အဲဒါကြောင့်သူတို့တွေကတိုက်ခိုက်ဖို့တင်တာမကပဲနားလေတက်ဖို့ပါလေ့ကျင့်ထားကြပါတယ်။အခုခေတ်ခါမှာတော့ရီမန်းချက်ကိုလူသားဆန်မှုနဲ့ချိန်ခွင်မျှတစွာရှိခြင်းဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဘူရှီဒိုရဲ့နောက်ထပ်စီးမြင့်တစ်ခုကတော့ရိုင်းလို့ခေါ်တဲ့လေးစားမှုရှိခြင်းဖြစ်ပါတယ်။ဆာမူရိုင်းတွေကသူ့ရန်သူကိုခေါင်းငုံဥညွတ်တယ်ဆိုတာကသူတို့အားနည်းတဲ့လူတွေမှုလို့ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ရန်သူအပေါ်လေးစားတဲ့စိတ်ကြောင့်ဖြစ်ပါတယ်။
ဆာမူရိုင်းတွေကသူတို့ကိုတိုက်ခိုက်လာမဲ့လူအပေါ်တောင်လေးစားတဲ့စိတ်ထားကြပါတယ်။အခုခေတ်အခါမှာတော့လေးစားတတ်မှုဆိုတာနားထောင်တတ်ဖို့သိယူတတ်ဖို့အတွက်လုံလောက်တဲ့နှိမ့်ချမှုရှိပြီးအခြားလူတွေရဲ့အထက်မှာငါအမြဲရှိနေတယ်ဆိုတဲ့အတွေးကိုဘယ်တော့မှမတွေးတော့ခြင်းပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အနေအထားကတစ်ဖက်လူထက်သားနေတယ်ဆိုရင်တော့မှလေးစားမှုပေးထားတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။နောက်ထပ်အတူယူပွဲစီးမြင်တစ်ခုကတော့မာကိုတိုလို့ခေါ်တဲ့ရိုးသားမှုနဲ့တည်ကြည်မှုရှိခြင်းတို့ဖြစ်ပါတယ်။ဆာမူရိုင်းတယောက်ရဲ့စကားလုံးတွေကအလေးထားအပ်ပါတယ်။ဆာမူရိုင်းတယောက်ကစကားတစ်ခုကိုပြောရင်အဲ့ဒီစကားကတန်မနစ်လိုခိုင်မာတည်ကြည်ပါတယ်။အခုခေတ်ခါမှာတော့လူတွေကစကားကိုပြောကြတာပဲဒါပေမဲ့သူတို့ကိုယ်တိုင်သူတို့ပြောတယ်လို့လိုက်လုံနိုင်သလားဆိုတော့မလုံနိုင်ကြပါဘူးဒါပေမဲ့တင်းရဲ့စကားလုံးနဲ့အပြုအမူတွေကသာကိုက်ညီမှုရှိတယ်ဆိုရင်တင်းဟာဩဇာရှိမှုဆိုတဲ့ဂုဏ်ပုဒ်ကိုဖန်တီးနိုင်ပြီးလူအများရဲ့ယုံကြည်မှုကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်ဒီစီးမြင့်တွေအကုန်လုံးကဆာမူရိုင်းတွေကိုဆရာတဆူလိုမျိုးဖြစ်စေပါတယ်စီးမြင့်နေဆိုတာကအပြစ်ပေးဖို့ကန့်သက်ဖို့မဟုတ်ပါဘူးအဲ့ဒါတွေကလိုက်နာဖို့ပဲဖြစ်ပါတယ်တင်းရဲ့စိတ်ခန္ဓာကိုယ်နဲ့ရည်ရွယ်ချက်တွေကအတူတကွလှုပ်ရှားတဲ့အခါမျိုးမှာတင်းကိုယ်တိုင်ကရက်တက်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ဆာမူရိုင်းတွေကသူတို့တွေကိုဘယ်သူမှစောင့်ကြည့်မနေတဲ့အချိန်မျိုးမှာတော့စီကံတကြဖြစ်အောင်လေ့ကျင့်နေခြင်းပဲဖြစ်ပါတယ်ဆာမူရိုင်းတွေကစိတ်ခွန်အားပေါ်လာမဲ့အချိန်ကိုမဆောင်ပါဘူးသူတို့ကိုယ်တိုင်ကစိတ်ခွန်အားတွေဖြစ်ပါတယ်နောက်ထပ်ဆာမူရိုင်းတွေလေ့ကျင့်တဲ့စီးမြင်တစ်ခုကတော့ဇန်ရှင်လို့ခေါ်ပါတယ်အတိတ်ပဲကတော့စိတ်ကိုအာရုံစိုက်ထားခြင်းပါသူတို့တွေကလက်ရှိအနေအထားကိုအမြဲတမ်းမူနေတတ်ပါတယ်အမြဲတမ်းနိုးနိုးကြကြရှိပြီးအမားလုံးမိရင်တော့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တဲ့လူတွေဖြစ်ပါတယ်အခုခေတ်ခါမျိုးမှာလူတွေရဲ့စိတ်ကတနေရာထဲမှာမရှိဘဲနေရာထောင်တောင်းချီပြန့်လွင့်နေတတ်ပါတယ်ဆာမူရိုင်းတွေကတော့ဒီလိုစိတ်ပြက်လွင့်တာကိုအားနည်းချက်လို့ရှုမြင်ထားပါတယ်။စိတ်အာရုံစူးစီးနိုင်ခြင်းကစိတ်ပိုင်းဆိုင်ရာအားကောင်းမှုပြုမှုခြင်းပဲဖြစ်ပါတယ်။ဆာမူရိုင်းတွေဟာဂုံတိတ်ခါရဲ့အဆုံးစွန်သောသင်္ကေတဖြစ်တဲ့စပ်ပုကုစီးမြင့်တွေကိုလည်းလိုက်နာပါတယ်။ဒီစီးမြင့်ရဲ့အထိပ္ပယ်ကတော့ကိုယ့်ရဲ့အပြုအမူအတွက်အပြည့်အဝတာဝန်ယူလို့စိတ်ရှိခြင်းဖြစ်ပါတယ်။ကိုလုပ်ခဲ့တဲ့အမှားအတွက်အခြားသူကိုအပြစ်တင်နေမဲ့အစားကိုယ်တိုင်ကအပြည့်အဝတာဝန်ယူလိုက်ခြင်းပဲဖြစ်ပါတယ်။ဆာမူရိုင်းတယောက်လိုတွေးတောပါဆိုတာအတိတ်ကာလမှာရှင်သန်နေထိုင်ခိုင်းတာသဘောမဟုတ်ပါဘူးအခုလက်ရှိခေတ်မှာဆာမူရိုင်းတွေရဲ့အတူယူပွဲစီးမင်းနေတဲ့အတူနေထိုင်ဖို့ပဲဖြစ်ပါတယ်ဆိုလိုတာကတော့ပြည့်ရည်နေမဲ့အစားစီကံတကြလုပ်ပါစိတ်အာရုံပြန့်လွင့်နေမဲ့အစားအာရုံစိုက်ပါအကြောက်တရားနဲ့နေမဲ့အစားဆုံးဖြတ်ချက်ကိုတည်တည်ငြိမ်ချမှတ်ပါမိမိလုပ်ရဲ့အပေါ်အပြည့်အဝတာဝန်ယူလို့စိတ်မွေးမြူပါလို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခါစိန်ခေါ်မှုတစ်ခုကြုံလာတိုင်းမှတ်သားထားရမှာကတော့ဆာမူရိုင်းတွေကအချိန်အခါကောင်းကိုစောင့်ဆိုင်မနေကြပါဘူးသူတို့တွေကစိတ်ခံစားချက်ကိုအလွယ်တကူဖွင့်မထုတ်တတ်ကြပါဘူးဆိုတာအမြဲတမ်းအမှတ်ရနေသင့်ပါတယ်ဆာမူရိုင်းတွေရဲ့နီလန်ကတော့အခြားသူကိုတိုက်ခိုက်နေဖို့မဟုတ်ပဲမိမိကိုယ်ကိုတိုက်ခိုက်အနိုင်ယူခြင်းဖြစ်ပါတယ်တင်ပတ်ဝန်းကျင်ကကဘာကြီးဟာဖျို့ဖျဲဖြစ်နေတယ်ဆိုရင်တော့တင့်စိတ်ထဲမှာတည်ငြိမ်မှုကိုတိဆောက်နိုင်ရမှာဖြစ်ပါတယ်။တင့်ရဲ့စိတ်ကတင့်ရဲ့အားအကောင်းဆုံးလက်နက်ဖြစ်လာတဲ့အခါတင်ဟာဘလို့တိုက်ပွဲကိုမှကြောက်နေတော့မှမဟုတ်ပါဘူး။မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာပြပြပေးသားပါအောင်နော်။နောက်ထပ်လည်းဘ ഹു တုတရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတောင်းမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ DND Burmese Channel လေးကို like နဲ့ subscribe လုပ်ထားပေးပြီးတင်သမျှဗီဒီယိုတွေလက်မလွတ်ပဲကြည့်ရှုနိုင်ဖို့အတွက် notification ခလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။